အခက်အခဲလေးတစ်ခုရှိပါတယ်ဆိုပါစို့ကျွန်တော်ရဲ့မိတ်ဆွေဖြစ်စေဒါမှမဟုတ်ကျွန်တော်ရဲ့ဆွေမျိုးဖြစ်စေဒါမှမဟုတ်ကျွန်တော်ရဲ့တပည့်ဖြစ်စေပေါ့နော်အမ်ဗုဒ္ဓဘာသာဝင်အနေနဲ့ခရိယန်ခရိယန်ကြောင်သွားမယ်ပေါ့ခရိယန်ကြောင်သွားပြီးတော့အဲ့ဒီအခါမှာသူကမေးစရာဒီသူ့ဘက်ကဘယ်လိုလုပ်ရမလဲဘယ်လိုနေရမလဲဘယ်လိုကျင့်ကြံရမလဲဆိုပြီးတော့ခရိယန်ကျောင်းမှာမေးမယ်ဆိုရင်မေးလို့တော့ရတယ်ပေါ့နော်ဒါပေမဲ့သူတို့ပြောတဲ့ဟာကိုသူကနားထောင်ပြီးတော့သဘောကျပြီးတော့လိုက်နာမယ်ဆိုရင်ကျွန်တော်ကသိတော့ဘယ်လိုပြောရမလဲသိတော့မချမ်းသာဘူးဘာကြောင့်လဲဆိုတော့ဗုဒ္ဓဘာသာနဲ့ခရစ်ယာန်ဘာသာမှာအမတန်အရေးကြီးတဲ့ကွဲပြားချက်တွေရှိပါတယ်အမတန်အရေးကြီးတဲ့ကွဲပြားချက်တွေရှိပါတယ်အဲ့တော့ဒီအမတန်အရေးကြီးတဲ့ကွဲပြားချက်တွေကြောင့်ဗုဒ္ဓဘာသာကိုရောခရစ်ယာန်ဘာသာကိုရောတပြိုင်နက်လုံးမယ်ဆိုတာကျွန်တော်ဘက်ကနည်းနည်းလေးစိုးရိမ်မှုရှိပါတယ်။ဘာကြောင့်စိုးရိမ်ရတာလဲဆိုပြီးတော့အဲ့လိုဆိုရင်တော့ဗုဒ္ဓဘာသာအပေါ်တတ္ထာအပြည့်အဝလည်းမဖြစ်တော့ပဲခရိယန်ဘာသာအပေါ်လည်းတတ္ထာအပြည့်အဝမဖြစ်တော့ဘူးတကယ်တော့တယောက်ယောက်ကခရိယန်ဘာသာဝင်အနေနဲ့အပြည့်အဝတတ္ထာပြည့်စုံတယ်ဆိုရင်ဒါဆိုသူရဲ့တမန်ကျမ်းစာမှာရေးထားတဲ့ဟာလဲသူကအမတန်တတ္ထာကြည်ပါတယ်ယုံကြည်ပါတယ်ပြီးတော့သူရဲ့ခရိယန်ဆရာတွေကပြောတဲ့ဟာအတိုင်းသူကအမတန်ဆင်ခြင်လိုက်ပြီးတော့လိုက်နာပါတယ်အဲ့လိုဆိုရင်ကျွန်တော်ကအဲ့လိုမျိုးခရိယန်ဘာသာဝင်ကိုအမတန်သဘောကျပါတယ်ဟုတ်တယ်ခရိယန်ဘာသာဝင်ကိုကျွန်တော်ကသဘောကျပါတယ်ချမ်းသာတယ်တွေ့ပြီနော်ဗုဒ္ဓဘာသာတစ်ပိုင်းခရိယန်ဘာသာတစ်ပိုင်းဆိုရင်တော့မချမ်းသာဘူးဒါပေမဲ့ခရိယန်ဘာသာပြည့်ဆိုရင်တော့ချမ်းသာတယ်ဘာကြောင့်လဲပြပေးမယ်အဲ့လိုမျိုးခရိယန်ဘာသာဝင်ကအကြောင်းတစ်ကြောင်းကြောင့်ဗုဒ္ဓဘာသာဝင်ဖြစ်မယ်ဆိုရင်အပြည့်အဝဗုဒ္ဓဘာသာဝင်ဖြစ်မယ်လို့သိလို့ပါဒါပေမဲ့သူကတဝက်ဒါဟိုတပိုင်းခရိယန်တပိုင်းဗုဒ္ဓဘာသာဝင်ဆိုတော့အိမ်မှာတချို့ကိစ္စတွေရွေးရမယ်ဆိုတော့တချို့ကိစ္စတွေအတူတူလုပ်လို့မရအဲ့တော့ဗုဒ္ဓဘာသာဝင်တပိုင်းခရိယန်ဘာသာဝင်တပိုင်းဆိုရင်တော့ကျွန်တော်ဘက်ကအဲ့လောက်မချမ်းသာဘူးပေါ့။ဘာကြောင့်လဲဆိုတော့သူကအဲ့လိုဆိုရင်တော့ဗုဒ္ဓဘာသာရဲ့ပန်းတိုင်ကိုရောက်ရနိုင်အောင်မြင်နိုင်အောင်ဖြည့်နိုင်ချေနဲသွားပါပြီ။အဲ့ဒီခရိယန်ဘာသာအပိုင်းကြောင့်ခရိယန်အပိုင်းရဲ့ပန်းတိုင်ကိုခရိယန်လူတွေရဲ့သဘောထားအတိုင်းပြောတာခရိယန်လူတွေရဲ့သဘောထားအတိုင်းဆိုရင်တော့ဒီခရိယန်တဝက်ဗုဒ္ဓဘာသာဝင်တဝက်ဆိုတော့သူကရောက်ရနိုင်အောင်ဖြစ်နိုင်ချေလဲနဲသွားတယ်တော့ပေါ့နော်ဒါဆိုဗုဒ္ဓဘာသာပန်းတိုင်လဲဖြစ်နိုင်ချေနဲသွားပြီခရိယန်ပန်းတိုင်လဲဖြစ်နိုင်ချေနဲသွားပြီခရိယန်ပြည့်ဆိုလို့ရှိရင်ဖြစ်နိုင်ချေခရိယန်ပန်းတိုင်ကဖြစ်နိုင်ချေအကြီးဆုံးပဲเนาะတရားရကိုင်းတော့ဘယ်ပြောနိုင်မလဲဒါပေမဲ့အကြီးဆုံးပေါ့ဗုဒ္ဓဘာသာဝင်အနေနဲ့ဗုဒ္ဓဘာသာကိုအပြည့်အဝเนาะဇွဲမြဲအပတကုတ်စူးစမ်းအားထုတ်မဲ့ဆိုရင်ပြည့်ဝလုံးဝယုံကြည်ပြီးတော့အားထုတ်မဲ့ဆိုရင်เนาะသူ့ရဲ့ပန်းတိုင်းကိုသူကရောက်ရနိုင်အောင်ဖြစ်နိုင်ချေအမြင့်ဆုံးပါပဲအကြီးဆုံးပါပဲဒါကြောင့်ကျွန်တော်ကဒီလိုဒီဘာသာကြီးမှာနည်းနည်းလေးယူလိုက်မယ်ဟိုမှာနည်းနည်းလေးယူလိုက်မယ်ဒီမှာနည်းနည်းလေးယူလိုက်မယ်ဆိုပြီးတော့ကိုယ့်ရဲ့ပညာသုံးမယ်ပုံစံပေါ့ကျွန်တော်ကတိတ်သဘောမကျဘူးတိတ်သဘောမကျဘူးဘာကြောင့်လဲဆိုတော့သူကနည်းနည်းလေးဒီဘက်ကနေယူမယ်ဟိုဘက်ကနေယူမယ်ဆိုရင်တော့အဲ့လိုဆိုရင်တော့သူကဘာဖြစ်မလဲဆိုပြီးတော့ဘာသာရေးခေါင်းဆောင်တယောက်ဖြစ်သွားပြီစဉ်းစားကြည့်ပါခရိယန်ဘာသာမှာ
ယေရှုခရစ်တော်ပေါ့ယေရှုခရစ်တော်ကသူကဂျူးဘာသာမှာတချို့ဟာတွေယူလိုက်ပြီးတော့တချို့ဟာတွေအဲ့ဒီမှာမတွေ့ရတဲ့ဟာတွေနည်းနည်းလေးထည့်ပေးလိုက်တယ်နည်းနည်းလေးထည့်ပေးလိုက်သူရဲ့ဓာတ်ပေါ်ပေါင်းမှုသူရဲ့နားလည်မှုသူရဲ့ဉာဏ်ပညာအတိုင်းသူထည့်ပေးလိုက်တယ်မြတ်စွာဘုရားဆိုရင်တော့သူဟိန္ဒူဘာသာမှာတချို့ဟာတွေယူလိုက်ပြီးတော့သူရဲ့ဓာတ်ပေါ်ပေါင်းမှုနားလည်မှုဉာဏ်ပညာအတိုင်းယူလိုက်ပြီးတော့တချို့ဟာတွေနောက်ထပ်ထည့်ပေးလိုက်တယ်အဲဒါကြောင့်ကျွန်တော်တို့ကယေရှုခရစ်တော်ကိုရောမြတ်စွာဘုရားကိုရောဘာသာရေးခေါင်းဆောင်လို့ခေါ်တာဆိုတော့သူတို့ကဘာသာရေးအသစ်တီထွင်ထားတယ်ပေါ့အရင်ကရှိခဲ့တဲ့ဟာပုံမူတည်ပြီးတော့အသေးဟာတခုသူတို့တီထွင်ထားတာပေါ့အဲ့တော့ကိုကဒီမှနည်းနည်းလေးယူမယ်ဟိုမှနည်းနည်းလေးယူမယ်ဆိုလို့ရှိရင်ကိုကလည်းဘာသာရေးခေါင်းဆောင်တယောက်ဖြစ်သွားပြီဒါပေမဲ့ကိုကဘာသာရေးခေါင်းဆောင်ဖြစ်အောင်တကယ်ဘယ်လိုပြောမလဲတကယ်အဲ့ဒီအချင်းကြီးပြည့်စုံလားပေါ့ပြန်ကိုမေးရမယ်အဲ့တော့ကျွန်တော်ကတော့ကျွန်တော်ကိုယ်တိုင်တော့ဘာသာရေးအသစ်ကိုတီထွင်ဖို့မစွန့်ဘူးဒါတစ်ချက်နောက်တစ်ချက်ကတီထွင်စရာလည်းမလိုဘူးလို့ကျွန်တော်ရဲ့အယူအမြင်ပေါ့နော်ဆိုတော့ဗုဒ္ဓဘာသာကျွန်တော်ထင်တယ်ပြည့်စုံသွားပါပြီဘာမှထားထည့်စရာမလိုအပ်ပါဘူးတခြားလူတွေကဆိုရင်တော့စဉ်းစားလိုက်မယ်ဟုတ်ပါပြီဗုဒ္ဓဘာသာမှာတချို့ဟာတွေကောင်းတယ်တချို့ဟာတွေမပါဘူးလို့အပ်တယ်တခြားဘာသာရေးတွေမှာလည်းမပြည့်စုံပါဘူးအဲ့လိုဆိုရင်ကိုယ့်ရဲ့တဘောကြတဲ့နီလန်အတိုင်းလုပ်လိုက်မယ်ပေါ့အဲ့တော့အဲ့ဒီဟာကိုကျွန်တော်ကအသေးတော့မချမ်းသာဘူးပေါ့အဲ့ဒါကြောင့်ကျွန်တော်ကပထမအားဖြင့်ဒေချာဆင်ချင်းစစ်ချင်းပါတယ်ဘယ်ဟာကိုတကယ်ယုံကြည်ပါတယ်လဲဘယ်သူကိုယုံကြည်ပါတယ်လဲပေါ့နော်ဆိုယေရှုခရစ်တော်ကိုယုံကြည်ပါသလားအဲ့လိုဆိုရင်မြတ်စွာဘုရားကိုအဲ့လိုယုံကြည်လို့မရတော့ဘူးဒါမှမဟုတ်မြတ်စွာဘုရားကိုယုံကြည်ပါသလားအဲ့လိုဆိုရင်ယေရှုခရစ်တော်ကိုအဲ့လိုယုံကြည်လို့မရတော့ဘူးပေါ့ဆိုတော့မြတ်စွာဘုရားနဲ့ယေရှုခရစ်တော်တို့ကတဘောမတူကြဘူးတချို့ကိစ္စမှာနော်အဲ့တော့တော်တော်အရေးကြီးတဲ့ကိစ္စတွေတချို့ရှိပါတယ်နော်ဆိုပါစို့ဖျားသခင်ကဒီကဘာကိုဖန်တီးထားတယ်ဆိုပြီးတော့ယေရှုခရစ်တော်ကမိန့်တယ်ဒါပေမဲ့မြတ်စွာဘုရားကညင်းတယ်မြတ်စွာဘုရားကဆိုရင်တော့ဖျားသခင်ကဒီလောကကိုမဖန်တီးထားဘူးကျွန်တော်တို့ရဲ့ကိုယ်တိုင်ကံတရားကဖန်တီးထားလိုက်တယ်အဲ့ဒီဟာကိုဆိုရင်တော့ယေရှုခရစ်တော်ကလက်မခံတော့ဘူးနော်ဒါဆိုသူတို့အရေးကြီးတဲ့ကိစ္စတွေမှာသဘောမတူကြဘူးပေါ့ပြီးတော့မြတ်စွာဘုရားဆိုလို့ရှိရင်ယုံနဲ့စိတ်တို့ရဲ့ကိစ္စတွေကိုကျွန်တော်တို့ကတိတ်ကရမယ်လို့မိန့်တော်မူတယ်နော်ဒါပေမဲ့ယေရှုခရစ်တော်ကအဲ့ဒီဟာကိုသဘောမတူလို့ယေရှုခရစ်တော်အတိုင်းလုံးမဲ့ဆိုရင်ကျွန်တော်တို့ကဖျားသခင်ကငါကိုချစ်တယ်ဆိုပြီးတော့အမြဲတမ်းတတိထားရမယ်ဒါဆိုရင်မှတတိကမတူဘူးနော်ဆိုတော့အဲ့ဒီဟာကိုဆိုလို့ရှိရင်တော့မြတ်စွာဘုရားကလက်ခံနိုင်မှာမဟုတ်တော့ပါဘူးဒါဆိုအဲ့ဒီမှာတော်တော်အရေးကြီးတဲ့အပြောင်းအလဲတွေမဟုတ်ဘူးမတူညီတာတွေကွဲပြားချက်တွေရှိပါတယ်ပေါ့အဲ့ဒါကြောင့်ကျွန်တော်တို့ကအဲ့လိုဆိုရင်ဘယ်သူကိုအဲ့ဒီနှစ်ပါးလို့ခေါ်ရမလားနှစ်ဦးလို့ခေါ်ရမလားအဲ့ဒီနှစ်ဦးမှာဘယ်သူကိုယုံကြည်လဲဆိုပြီးတော့ပထမကိုစီမှာဆုံးဖြတ်ရတယ်ပေါ့နော်တကယ်တော့အခုချစ်ချင်းတခါတည်းအကုန်လုံးဆုံးဖြတ်မယ်ဆိုတာလဲမလို့အပ်ပါဘူးနော်ကျွန်တော်တို့ကဆိုပါစို့စမ်းကြည့်လို့ရပါတယ်နော်ကျွန်တော်ကအသက်က12နှစ်မှာယေရှုခရစ်တော်ကိုယုံကြည်မယ်ဆိုတာစမ်းကြည့်ခဲ့တယ်စမ်းကြည့်လိုက်တာနဲ့သိတော့မကြခဲ့ဘူးတစ်နှစ်တော့တစ်နှစ်သုံးနှစ်လောက်စမ်းကြည့်ခဲ့တယ်ပေါ့အဲ့တော့ကျွန်တော်ကအဲ့ဒီမှာအဲ့ဒီယုံကြည်မှုအဲ့လောက်မတွေ့ရခဲ့ဘူးစမ်းကြည့်ခဲ့တယ်ပေါ့နော်ဒါဆိုတရားကြောင်သွားပြီးတော့ရှိခိုးခဲ့တဲ့အမျိုးစုံစာတွေဖတ်ခဲ့တဲ့ခရီးယန်ဘုန်းကြီးတွေနဲ့တွေ့ခဲ့တဲ့အမျိုးစုံဟာတွေဆွေးနွေးခဲ့ပါတယ်အမျိုးစုံလေ့လာခဲ့ပါတယ်တကယ်တော့ကျွန်တော်ကတမန်ကျမ်းစာကိုခရီးယန်ကျောင်းမှာ
ရှေ့နှစ်လေလာပြီးတော့ဗုဒ္ဓဘာသာတက္ကသိုလ်မှာနောက်ထပ်ခရစ်ယာန်ဘာသာကို3နှစ်လောက်လေလာခဲ့ပါတယ်နော်အဲ့ဒီမှာဘာသာရေးပညာဘာသာရမှာပါသွားခဲ့ပါတယ်အခုလည်းကျွန်တော်ကတကယ်တော့ခရစ်ယာန်ကျောင်းတက်နေခုကျွန်တော်ကခရစ်ယာန်ကျောင်းတက်နေတဲ့တက္ကသိုလ်ဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီတက္ကသိုလ်မှာသူတို့ကဘယ်ဘာသာရေးမဆိုသူတို့လက်ခံကြပါတယ်ဒါဆိုကျွန်တော်ကတကယ်တော့ပညာရှင်အနေနဲ့ဆိုတော့ကျွန်တော်ကတကယ်ခရစ်ယာန်ဘာသာပညာရှင်ဖြစ်နေတယ်အဲ့တော့ခရစ်ယာန်ဘာသာပညာရှင်အနေနဲ့ကျွန်တော်ကအခုလေ့လာနေတဲ့စိတ်ပိုင်းဆိုင်ရာပညာကိုခရစ်ယာန်ဘာသာနဲ့အတူဘယ်လိုပတ်သက်လဲဘယ်လိုဖြစ်လဲဘယ်လိုလုပ်လို့ရလဲဆိုပြီးတော့ကျွန်တော်ကလေ့လာပါတယ်အဲ့ဒီအခါမှာစိတ်ပိုင်းဆိုင်ရာပညာကိုကျွန်တော်တို့ကဗုဒ္ဓဘာသာအနေနဲ့ဘယ်လိုလုပ်မလဲဆိုပြီးတော့တဖြည်းဖြည်းချင်းဒီထွန်းနေပါတယ်တဖြည်းဖြည်းချင်းကျင့်ကြံနေပါတယ်ပေါ့ဆိုလေ့လာတာအမြဲတမ်းအဆင်ပြေပါတယ်ဒါပေမဲ့ကိုယ့်ဘက်ကဘယ်သူကိုယုံကြည်ပါတယ်လဲဘယ်သူကိုလက်ခံပါတယ်လဲဆိုပြီးတော့တော်တော်တည်သင်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်ကဒီလိုချစ်ချင်းဆုံးဖြတ်ခိုင်းတာမဟုတ်ပါဘူးဒါပေမဲ့စမ်းကြည့်ခိုင်းတယ်ပေါ့နော်ဒါဆိုမာတက်တာဆိုရင်တော့ဆိုပါစို့ခရီးယန်ဘာသာကို2နှစ်3နှစ်ခရီးယန်ဘာသာတက်ပဲနော်လုပ်ကြည့်လိုက်ပါအဆင်ပြေမပြေဆိုပြီးတော့ဆုံးဖြတ်ရမယ်ပေါ့2နှစ်5နှစ်အဆင်ပြေတယ်လို့ဆုံးဖြတ်လို့အဆင်ပြေတယ်လို့စမ်းကြည့်လို့ရတယ်နော်အဆင်ပြေတယ်လို့စမ်းကြည့်လို့ရတယ်10နှစ်20စမ်းကြည့်မယ်ခရီးယန်ဘာသာစမ်းကြည့်မယ်အဆင်ပြေတယ်ဆိုရင်ဆက်လုံးမယ်ပေါ့အစမပြေဘူးဆိုရင်တခုခုမပြေဆုံးဘူးတခုခုလိုသေးတယ်ဆိုရင်တော့ဘာဖြစ်အဲ့လိုဆိုရင်ဆိုပါစို့ဗုဒ္ဓဘာသာကိုစမ်းကြည့်လိုက်မယ်ဆိုရင်ဗုဒ္ဓဘာသာကို9နှစ်10နှစ်20အဆင်ပြေတယ်လို့ပေါ့စမ်းကြည့်လိုက်မယ်ပေါ့အဲ့တော့အဲ့ဒီမှာပြီးတော့ကိုယ့်ဘက်ကဆုံးဖြတ်လို့ရတယ်ဆိုတော့ကိုယ့်ရဲ့အဲ့ဒီအတွေ့အကြုံရပါပြီလေအပြည့်အဝသိတယ်ဟုတ်ပါပြီငါကဒီခရီးယန်ဘာသာကိုအပြည့်အဝလုပ်ခဲ့တယ်ဘုရားကျောင်းလည်းသွားခဲ့တယ်ခရီးယန်ဘာသာဝင်တွေနဲ့လည်းတွေ့ခဲ့တယ်တမန်ကျမ်းစာအတိုင်းလည်းနေခဲ့ပါတယ်စူးစမ်းခဲ့ပါတယ်ဒါပေမဲ့တခုခုအစမပြေခဲ့လို့ဗုဒ္ဓဘာသာဝင်ဖြစ်ခဲ့ပါတယ်ဒါမှမဟုတ်ပြောင်းပြန်ပေါ့ဆိုပါစို့ပထမဗုဒ္ဓဘာသာဝင်ကိုဗုဒ္ဓဘာသာကိုစမ်းကြည့်လိုက်မယ်ပြီးတော့ဗုဒ္ဓဘာသာမှာတခုခုမပါဘူးဆိုလို့ရှိရင်အဲ့လိုဆိုရင်တော့ခရစ်ယာန်ဘာသာဝင်ဖြစ်တာစင်ပြေပါတယ်ပေါ့ဒါကျွန်တော်တို့ကဒီလောကမှာအားလုံးကဗုဒ္ဓဘာသာဝင်ဖြစ်ရမယ်ဆိုပြီးတော့ပြောမယ်ဆိုလို့ရှိရင်တော့လုံးဝအလကားစကားဖြစ်သွားပြီဆိုတော့အဲ့လိုမဖြစ်သွားဘူးနော်တချို့လူတွေကခရစ်ယာန်ဘာသာမှာလိုအပ်တဲ့ဟာတွေတွေ့ရပါတယ်ဗုဒ္ဓဘာသာမှာမတွေ့ဘူးနော်ဆိုပါစို့ယေရှုခရစ်တော်ရဲ့ယေရှုခရစ်တော်ရဲ့အချစ်ကခရစ်ယာန်ဘာသာမှာအမတန်ရည်ကြီးပါတယ်နော်ဗုဒ္ဓဘာသာမှာကျွန်တော်တို့ကိုမြတ်စွာဘုရားချစ်တယ်ဆိုတာအဲ့လိုမရှိပါဘူးနော်မြတ်စွာဘုရားတန်ကိုချစ်တယ်ဆိုတော့ဘယ်သူမှတော့ပုံကြီးနဲ့မပြပါဘူးမပြောပါဘူးပေါ့နော်ဒါခရစ်ယာန်ဘာသာမှာအထက်ကထားမြတ်စွာဘုရားကကျွန်တော်တို့အပေါ်အထူးမေတ္တာကရုဏာထားတယ်ဒါကျွန်တော်တို့ကသိပါတယ်ဒါပေမဲ့ယေရှုခရစ်တော်အခြေပုံစံမျိုးမဟုတ်ပါဘူးနော်ဆိုတော့ယေရှုခရစ်တော်ကကျွန်တော်တို့ရဲ့မကောင်းမှုတွေကိုသူကခွင့်လို့ပေးတတ်တဲ့စွမ်းရည်ရှိပါတယ်နော်ခွင့်လို့ပေးနိုင်တယ်ပေါ့ကျွန်တော်တို့ကအဲ့ဒီဟာကိုနောက်တာတဲ့ဆိုရင်နော်နောက်တာတဲ့ဆိုရင်ဒါပေမဲ့မြတ်စွာဘုရားကကျွန်တော်တို့ရဲ့မကောင်းတဲ့အလုပ်တွေကိုတစ်ခါမှခွင့်လို့ပေးမှာမဟုတ်ဘူးနားလည်ပြီနော်တစ်ခါမှဖယ်ဖြတ်ပေးမှာမဟုတ်ဘူးနော်ဒါကျွန်တော်တို့ရဲ့ရှူတောင်းမှပြောတာနော်တကယ်သဘောတရားဆိုတာဘယ်ဟာလဲဆိုပြီးတော့အဲ့ဒါတခြားအနေနဲ့တခြားကိစ္စအနေနဲ့ပြောရအောင်ဆိုတော့ဗုဒ္ဓဘာသာဝင်ကသဘောတရားကိုသူကမြတ်စွာဘုရားကိုယုံကြည်လို့မြတ်စွာဘုရားပြောပြတဲ့အတိုင်းဟောထားတဲ့အတိုင်းပြောမှာပေါ့နော်ခရစ်ယာန်ဘာသာဝင်ကဆိုရင်တော့သူကခရစ်တော်ကပြောပြထားတဲ့သဘောတရားကြီးကိုအဲ့ဒီဟာအတိုင်းပြောမှာပေါ့ဒါဆိုအဲ့ဒီမှာကျွန်တော်တို့ကဘယ်လိုမှသဘောတူနိုင်မှာမဟုတ်ပါဘူးအဲ့တော့တချို့လူတွေမှာတခုခုလိုတဲ့အဲ့ဒီဟာဗုဒ္ဓဘာသာမှာတွေ့တဲ့အဲ့လိုဆိုရင်ဗုဒ္ဓဘာသာဖြစ်တဲ့တချို့ကခရစ်ယာန်ဘာသာမှာတချို့ဟာတွေ့တဲ့ဆိုရင်ခရစ်ယာန်ဘာသာကိုသဘောကျပါတယ်
ဗုဒ္ဓဘာသာဝင်အနေနဲ့ခရစ်တော်ကိုတပိုင်းတဒေတာပဲလက်ခံလို့ရပါတယ်အဲ့လိုဆိုရင်တော့ဗုဒ္ဓဘာသာဝင်အပြည့်အဝဖြစ်တည်တယ်ခရစ်တော်ကိုအပြည့်အဝတော့မငင်းစရာမလိုအပ်ပါဘူး။ဆိုတော့ခရစ်တော်ကတချို့ကိစ္စတွေမှာဗုဒ္ဓဘာမြတ်စွာဘုရားနဲ့သဘောတူပါတယ်။သဘောတူပါတယ်။ဆိုပါစို့ယန္တုကိုချစ်ခင်ရမယ်ဆိုပြီးတော့မြတ်စွာဘုရားရောယေရှုခရစ်တော်ရောသူတို့သဘောတူကြတယ်။ဒါကြောင့်ယေရှုခရစ်တော်ကလူဆိုးကြီးပဲဘာမဟုတ်အဲ့ဒါမှားတယ်။အဲ့လိုလို့မရဘူး။ဒီလိုလဲခရီးယန်ဘာသာမှာမြတ်စွာဘုရားကိုတခါတည်းဖယ်လိုက်မှမြတ်စွာဘုရားကြီးတို့အဲ့လိုလဲမဖယ်ရပါဘူးနော်မှဆိုတော့ခရစ်တော်ရောယေရှုခရစ်တော်ရောမြတ်စွာဘုရားရောအဲ့ဒီမှာသဘောတူညီချက်တွေရှိပါတယ်နော်အဲ့တော့အဲ့ဒီသဘောတူညီချက်တွေအနေနဲ့ကျွန်တော်တို့ကအဲ့ဒီတခြားဘာသာရေးခေါင်းဆောင်ကိုကျွန်တော်တို့ကလက်ခံနိုင်ပါတယ်သူကသဘောကျနိုင်ပါတယ်နော်အဲ့ဒါကြောင့်ယေရှုခရစ်တော်ကိုတခါဖယ်ရမယ်ဆိုတာမဟုတ်ပါဘူးမြတ်စွာဘုရားကိုဖယ်ရမယ်ဆိုတာလည်းမဟုတ်ပါဘူးဒါပေမဲ့ကိုကဘာသာရေးတစ်ခုလိုက်နာမယ်ဆိုရှင်အပြည့်အဝလိုက်နာစစ်ချင်ပါတယ်အဲ့ဒီမှာပြီးတော့ကျွန်တော်ထင်တယ်ပိုရှုပ်ရှက်ခတ်တဲ့ကိစ္စဖြစ်သွားပြီဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကတကယ်တော့ဗုဒ္ဓဘာသာနဲ့ခရစ်ယာန်ဘာသာနဲ့မကားသေးဘူးဗုဒ္ဓဘာသာမှာဒီထေရဝါဒနဲ့မဟာယာနဆိုတာရှိသေးတယ်လေပြီးတော့ခရစ်ယာန်ဘာသာဆိုပြီးတော့ဒီလိုဂိုင်းထောင်နဲ့ချီးပြီးရှိသေးတယ်လေဒါဆိုအဲ့ဒီမှာဘယ်ဟာကိုရွေးမလဲပေါ့ဒါဆိုအဲ့ဒီနေရာမှာဆိုရင်တော့ကျွန်တော်ဘက်ကတော့ဒီဘက်ကမှနည်းနည်းလေးယူလိုက်မယ်ဟိုဘက်ကနည်းနည်းလေးယူလိုက်မယ်ဆိုပြီးတော့ကျွန်တော်ကတော့အရန်ကြီးတော့အလီမထားပါဘူးအရန်ကြီးတော့ထူးထူးခြားခြားတော့ချမ်းသာမချမ်းသာဆိုတာမရှိပါဘူးဆိုတော့အဲ့ဒီဟာအကောင်လုံးလူတွေကပဲလုပ်တာဒီကိုင်းတွေဆိုတာလူတွေကပဲလုပ်တာအဲ့ဒီဘာသာရေးခေါင်းဆောင်ကလုပ်တာမဟုတ်ဒါကြောင့်တချို့လူတွေကထေရဝါဒမှာနည်းနည်းလေးယူမယ်မဟာယာနမှာနည်းနည်းလေးယူမယ်ဆိုလုံးဝအဆင်ပြေပါတယ်နော်ဆိုပါစို့မြန်မာနိုင်ငံမှာအဲ့လိုမဟာယာနမှာတော်တော်များများကိစ္စတွေငှားထားတာရှိပါတယ်နော်တကယ်တော့ယူထားတာရှိပါတယ်ပေါ့ဘယ်သူမှလည်းမသိပါဘူးပေါ့နော်တကယ်တော့ဒီနေ့ဆိုရင်တော့ထေရဝါဒဗုဒ္ဓဘာသာဝင်တွေကမြန်မာနိုင်ငံမှာသူတို့ကယုံကြည်တဲ့ဟာတွေဘယ်ဟာတွေမဟာယာနမူရင်ဖြစ်လဲဘယ်ဟာတွေထေရဝါဒမူရင်ဖြစ်လဲဆိုတာတော့မသိရဘူးတမိုင်းပညာရှင်တွေကတော့မသိရပါဘူးအဲ့လောက်ထိရှုပ်သွားပြီနော်ဒါကြောင့်အဲ့ဒီဟာတော့အရန်ကြီးမကြောင်ကြစေချင်ပါဘူးခရီးယန်ဘာသာမှာလည်းအဲ့လိုပါပဲဒါပေမဲ့ခရီးယန်ဘာသာမှာဆိုပြီးတော့အမတန်ကျွန်တော်ထင်တယ်နည်းနည်းလေးရက်ဆက်တယ်နည်းနည်းလေးရက်ဆက်တယ်အော်တန်က Protestant ဖြစ်တယ်တန်ကဒီ Catholic မဟုတ်ဘူးအဲ့လိုဆိုရင်ငရေကြီးမှာပေါ့တန်က Catholic ဖြစ်တယ် Protestant မဖြစ်ဘူးအဲ့လိုဆိုရင်ငရေကြီးတယ်ဆိုပြီးတော့အဲ့ဒီဟာတော့ကျွန်တော်တို့ကဗုဒ္ဓဘာသာမှာမလုပ်ပါဘူးအဲ့ဒီဟာတော့ခရစ်ယာန်ဘာသာမှာကျွန်တော်ကတင်တယ်မလို့အပ်ပါဘူးဖဲရင်ကောင်းပါတယ်နော်အဲ့ဒီဟာဖဲနိုင်အောင်ecumenic ဆိုတဲ့ဟာထားရှိပါသေးတယ်ဒါဆိုတချို့ခရစ်ယာန်တွေကဒီဟာလောက်တာမကြိုက်လို့သူတို့ကအကုန်လုံးအဆင်ပြေပါတယ်ဆိုပြီးတော့တက်တမန်ကျမ်းစာ version တစ်ခုတောင်ရှိပါသေးတယ်ဒါဆိုအဲ့ဒီဟာကိုတော့မဖြစ်မနေကျွန်တော်ဘက်ကပြောပြပေးရမယ်ဗုဒ္ဓဘာသာအနေနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ဘဝကကျွန်တော်တို့ရဲ့ဘဝကအခုလူဘဝအနေနဲ့ဖြစ်မယ်ဆိုရင်အမတန်ရှားပါလို့အမတန်လူဘဝကိုကျွန်တော်တို့ကချီးမြှင့်လို့ရမယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကအခုဒီလူဘဝရတာကရှားပါတဲ့အတွက်မကားသေးဘူးကျွန်တော်တို့ရဲ့လူဘဝကဘယ်အခါမဆိုပြတ်သွားတတ်တယ်ပြီးသွားတတ်တယ်အဲ့ဒီမှာတခြားဘဝရမယ်ဆိုပါစို့နတ်ပြည်ရောက်မယ်ပြမပြည်ရောက်မယ်ညမတရိစံဖြစ်မယ်ပိတာဖြစ်မယ်ငရေကြီးမယ်ဆိုပြီးတော့ဘယ်ဟာမဆိုဘယ်နေရာမဆိုသွားကျွန်တော်တို့ကအဲ့ဒီမှာပြီးတော့လူဘဝကိုပြန်ရတာမလွယ်ပါဘူးအဲ့တော့ဒီနေရာမှာဒီဆုံးဖြတ်မှုနော်ကိုယ့်ရဲ့အနာဂတ်ဆိုတာမဖြစ်သေးတဲ့အချိန်ဖြစ်တော့မဲ့အချိန်ကိုအနာဂတ်လို့ခေါ်ပါတယ်အဲ့တော့ဖြစ်တော့မဲ့အချိန်နောက်မှဖြစ်မဲ့အချိန်ကိုနောက်မှဖြစ်မဲ့ဘဝတွေကိုကျွန်တော်တို့ကဒီလူဘဝမှာအကောင်းဆုံး
ဆုံးဖြတ်နိုင်ပါတယ်တခြားဘဝတွေမှာအဲ့လိုဆုံးဖြတ်လို့မရပါဘူးဆိုပါစို့နတ်ပြည်ရောက်မယ်ဆိုလို့ရှိရင်ချမ်းသာတယ်ပေါ့အဲ့ဒီမှာကာမဂုဏ်တွေချမ်းသာတယ်ပြန်မှာပြည်ရောက်မယ်ဆိုလို့ရှိရင်တရားအထုတ်ခြင်းကိုသဘောကျပြီးတော့တရားအထုတ်တာပေါ့ဒါမှမဟုတ်ငရေကြီးမယ်အဲ့လိုဆိုရင်တော့ဒုက္ခနဲ့ပဲနေရတယ်ပြီးတော့တရိษံဘဝရမယ်ဆိုရင်တော့အဲ့ဒီမှာမသိအောင်အတော်စူးစမ်းရမယ်ပေါ့ပြီးတော့ပြေးတာဘဝရမယ်ဆိုလို့ရှိရင်အဲ့လိုဆိုရင်တော့အဲ့ဒီမှာစားဖို့တောက်ဖို့လုံးချုံဖို့နေရာတော်တော်ရှားရမယ်ပေါ့မလွယ်ပါဘူးအဲ့လိုဆိုရင်တော့လူဘဝမှာကျွန်တော်တို့ကအရင်ကြီးလဲမချမ်းသာပဲအရင်ကြီးလဲဒုက္ခမရောက်ပဲကျွန်တော်တို့ကတခုခုစဉ်းစားလို့ရပါတယ်ဆင်ချင်းလို့ရတယ်။အော်အခုလူဖြစ်သွားပြီ။ဘာများလို့ရင်ကောင်းမလဲဆိုပြီးတော့ဆင်ချင်းလို့ရတယ်။အဲ့တော့အဲ့ဒီမှာကျွန်တော်တို့ကနောက်ဘဝတွေကိုဆုံးဖြတ်ဖို့ဖြစ်နေချေဒါမှမဟုတ်အုပ်ချုပ်မှုပို့များသွားတယ်။ဘယ်လိုအုပ်ချုပ်လဲဆိုပြီးတော့ကိုကသူတော်ကောင်းဖြစ်ခြင်းဖြင့်နောက်ဘဝတွေကောင်းမယ်ဆိုတာဆုံးဖြတ်မိတယ်နော်လူဆိုဤဖြစ်ခြင်းဖြင့်နောက်ဘဝတွေဆိုးမယ်ဆိုပြီးတော့ဆုံးဖြတ်တယ်နော်ပြီးတော့ဗုဒ္ဓဘာသာဝင်မှာဗုဒ္ဓဘာသာမှာဆိုရင်တော့ဗုဒ္ဓဘာသာဝင်အနေနဲ့တရားအထုံးမဲ့သမထဝိပဿနာတရားအထုံးမဲ့မြတ်စွာဘုရားရဲ့တရားတော်ကိုလိုက်နာမယ်ဆိုရင်တော့နောက်ဘဝတွေကိုမလို့ချင်တော့ဘူးနိဗ္ဗာန်ရောက်ရချင်တယ်ဆိုပြီးတော့ဆုံးဖြတ်မိတယ်။ဆိုတော့အဲ့ဒီဟာကိုကျွန်တော်တို့ကဒီလူဘဝမှာတည်ထားမယ်လူဘဝမှာဒီထူးခြားချက်ရှိပါတယ်။အဲ့တော့ကျွန်တော်တို့ကအဲ့လိုဆိုလူတွေအနေနဲ့ဒီဘဝကိုအထူးချေမြတ်နိုးရမယ်။ချေမြတ်နိုးမယ်ဆိုပြီးတော့ဘဝကိုချေမြတ်နိုးတဲ့ပုံဆိုရင်တော့ကျွန်တော်တို့ကပထမအဖြစ်မြတ်စွာဘုရားရဲ့တရားတော်ကိုဆက်လက်ပြီးလိုက်နာနိုင်အောင်အခြေအနေကိုအကောင်းဆုံးစီစဉ်ပေးနိုင်ရင်အကောင်းဆုံးပေါ့ဒါဆိုတခုခုလုပ်ချင်တယ်ဆိုလို့ရှိရင်အဲ့ဒီမှာလည်းအောင်မြင်ချင်တယ်ဆိုလို့ရှိရင်အဲ့ဒီဟာအတွက်အခြေအနေအခွင့်အရေးအကောင်းဆုံးဖြစ်ရင်တော့ကိုလုပ်တာကလည်းအောင်မြင်နိုင်အောင်ဖြစ်နိုင်ချေပုံများသွားတယ်အဲ့လိုဆိုကျွန်တော်တို့ကဒီဘဝမှာလူတွေအနေနဲ့မြတ်စွာဘုရားရဲ့တရားတော်ကိုမြတ်စွာဘုရားရဲ့တရားတော်ကိုအောင်မြင်စွာလိုက်နာမယ်ဆိုရင်တော့ကျွန်တော်တို့ကကောင်းမွန်သောအခြေအနေရောက်ရမယ်အဲ့တော့မြတ်စွာဘုရားကအဲ့လိုတရားအားထုတ်ဖို့ဒါမှမဟုတ်တရားဓမ္မနဲ့အညီနေဖို့အကောင်းဆုံးအခြေအနေ၅ချက်မိန့်တော်မူပါတယ်ပထမအချက်ကလူငယ်ဖြစ်ရမယ်နော်လူငယ်ဖြစ်ရတချို့ကငါအိုးသွားပြီလို့မရဘူးဆိုလို့ရှိရင်အဲ့ဒီလူတွေကိုကျွန်တော်ကအရှင်ဘာကူလာကိုပြန်တည်ပေးခြင်းနော်ရှင်ဘာကူလာကအသက်က160မှာပြဏိဗံစံဆိုခင်ဗျာမှာအသက်ကဘယ်လောက်လဲအနည်းဆုံးနှစ်140ရသွားပြီလားမဟုတ်သေးဘူးလားနှစ်100ပဲလားအဲ့လိုဆိုရင်လူငယ်ငယ်လေးပါပဲလို့တည်ပေးခြင်းပါတယ်နော်စဉ်းစားကြည့်ပါလေအရှင်ဘာကုလာကိုသူ့ရဲ့အသက်က160မှာလာပြောမယ်။အရှင်တရားကျမကအသက်က120ဖြစ်သွားပါပြီ။အသက်ကြီးသွားပါပြီဗျာဆိုပြီးတော့အဲ့လိုဆိုရင်အသက်160ရှိနေတဲ့အရှင်ဘာကုလာကဘာများလောက်ပြောမလဲပေါ့။ကလေးရဲ့ဘာမှအသက်မကြီးသေးဘူးပေါ့ဆက်လက်ပြီးအားထုတ်ပါလို့ပြောမှာနော်ဒါကြောင့်အကုန်လုံးကဒီမှာအသက်ကငယ်တယ်လို့မှတ်ထားပြီးတော့ကျွန်တော်တို့ကကျမ်းမာရေးလို့တယ်နော်ကျမ်းမာရေးလို့ကျမ်းမာရေးရှိတဲ့ဆိုရင်တရားအထုလို့ပေါ်လွယ်ပါတယ်အဲ့ဒါကြောင့်ကျမ်းမာရမယ်မြတ်စွာဘုရားရဲ့တရားတော်မှာကျမ်းမာတယ်ဆိုတာအထက်ကစားစရာကိုကောင်းကောင်းမွန်မွန်ကြည်နိုင်တယ်စားစရာကိုကောင်းကောင်းမွန်မွန်ကြည့်နိုင်တယ်ဆိုရင်ဒါအထက်ကကျန်းမာရေးဂုဏ်ကြီးတစ်ခုဖြစ်နိုင်တယ်ဒါပေမဲ့တခြားကျန်းမာရေးကိစ္စတွေရှိသေးတယ်ပေါ့ဒါဆိုကျန်းမာတယ်ဆိုလို့ရှိရင်တရားအထုတ်ဖို့အကောင်းဆုံးအခြေအနေဖြစ်သွားပြီမကျန်းမာဘူးဆိုရင်ကျန်းမာအောင်လုပ်ရမယ်ကျွန်တော်တို့ရဲ့စာပေမှာဆိုရင်တော့
ကိုယ့်ဘက်ကမကြမ်းမာဘူးဆိုလို့ရှိရင်တရားအားထုတ်တဲ့လူဆိုရင်တော့ဘာတွေလုပ်ရမလဲပထမအားဖြင့်အဓိကအားဖြင့်ကြမ်းမာအောင်လုပ်ရမယ်တဲ့နော်ဒါဆိုနေမကောင်းသွားဘူးဆိုရင်တော့ဘာတွေလုပ်ရမလဲအဓိကဘာတွေလုပ်ရမလဲကြမ်းမာအောင်လုပ်ရမယ်တဲ့နော်တခါတည်းတိတ်ကလိုက်ပြီးတော့ area ပေါ်မှာထိုင်းလိုက်ပြီးတော့မလှုပ်ရှားတော့ဘူးဆိုတာအဲ့လိုမဟုတ်ပါဘူးမကြမ်းမာဘူးဆိုလို့ရှိရင်ကြမ်းမာအောင်လုပ်ရမယ်နော်ဒါကတော့အဓိကမကြမ်းမာတဲ့အခါမှာလည်းအနိစ္စဒုက္ခအနတ္တဆိုတာမမြဲတဲ့ဆင်းရဲတဲ့ငါဆိုတာမရှိတဲ့သဘောတရားတွေကိုတတိကပြီးစုံစမ်းသင်ပါတယ်မြတ်စွာဘုရားကိုတော်တိုင်အမတန်နေမကောင်းတဲ့နေကောင်းအောင်လုပ်လို့မရတော့တဲ့ယဟန်တွေကိုတရားအာထုတ်ခိုင်းတော်မူတယ်ဘယ်လိုလဲဆိုတော့ဒီယောယောစေယောအနိစ္စဒုက္ခအနတ္တအနေနဲ့ဆင်ချင်းအောင်မိန်တော်မူပါတယ်ပြီးတော့နံပါတ်3မှာဆိုပြီးတော့စားစရာလုံလုံလောက်ရှိရမယ်စားစရာလုံလုံလောက်ရှိမြန်မာနိုင်ငံမှာဒီလိုပြောစရာရှိပါတယ်ဥမာတောင်းမှာဒီလာစောင်းမှာတဲ့ဒါပေမဲ့အဲ့ဒီဟာတော့ကျွန်တော်ဘက်ကတော့လက်မခံပါဘူးနော်တကယ်တော့ကျွန်တော်တို့ကဒီလာစောင်းလို့ဥမာတောင်းနိုင်တယ်လေဒါကြောင့်ဒီလာပထမစောင်းရမယ်ကိုဘက်ကစားစရာတွေရှိသည်ဖြစ်စေမရှိသည်ဖြစ်စေဘိုက်စားသည်ဖြစ်စေဘိုက်မစားသည်ဖြစ်စေဒီလာ၅ပါးအမြဲတမ်းစောင့်တည်ရမယ်ဘာလို့ဆိုတော့ဒီလာ၅ပါးကျူးလွန်ခြင်းဖြင့်အခုရထားတဲ့ချမ်းသာမှုဟာတခါမှရထားမဲ့ဆင်းရဲမှုအဆင့်ထိမရောက်နိုင်ဘူးဒီလာ၅ပါးကျူးလွန်မဲ့ဆိုရင်တအားဆင်းရဲမယ်ဒါကြောင့်အခုနည်းနည်းလေးကျူးလွန်မယ်ခဏပဲကျူးလွန်မယ်အဲ့ဆိုနည်းနည်းလေးချမ်းသာမယ်ဆိုပြီးတော့အဲ့လိုမရအောင်ပါဆိုတော့အဲ့ဒီကျူးလွန်မှုအတွက်အမတန်ဆင်းရဲအဲ့ဒီကျူးလွန်မှုကလုံးဝမတန်းဘူးပေါ့ပြီးတော့နံပါတ်4ဆိုပြီးတော့လူတွေကြားမှာငြိမ်းချမ်းမှုဒါဆိုစစ်ပွဲမရှိရပါဘူးလူတွေကြားမှာစစ်ပွဲရှိတဲ့ဆိုရင်တရားအထုလို့မလွယ်ဘူးလို့မြတ်စွာဘုရားမိန့်တော်မူနံပါတ်4နော်အဲ့တော့နံပါတ်4အနေနဲ့လူတွေကြားမှာငြိမ်းချမ်းမှုရှိတဲ့ဆိုရင်စစ်ပွဲမရှိဘူးဆိုရင်တော့တရားအထုလို့ပိုကောင်းပါတယ်အဲ့လိုဆိုရင်တော့စစ်ပွဲရှိနေတဲ့အခြေအနေမှာဘယ်လိုလုပ်ရင်ကောင်းမလဲအဲ့လိုဆိုရင်တော့တော်ထွက်ရမယ်ကမ္မထံကြောင်းထွက်ရမယ်သွားပြီးတော့တရားအထုတ်ရမယ်အဲ့လိုလောက်ပဲလုပ်လို့ရပြီပေါ့အဲ့ဒါမဟုတ်ရင်စစ်ပွဲရှိနေတဲ့အခါမှာစစ်ပွဲမရှိတော့အောင်ငြိမ်းချမ်းမှုအမြန်ဆုံးရအောင်လုပ်လို့ရပါတယ်အဲ့ဒါခုနနံပါတ်2နဲ့ညီတယ်လေနံပါတ်2ဆိုပြီးတော့ကျမ်းမာရမယ်မကျမ်းမာဘူးဆိုရင်တော့ဘာတွေလုပ်ရမလဲကျမ်းမာအောင်လုပ်ရမယ်ပေါ့အဲ့လိုဆိုရင်တော့လူတွေကြားမှာမငြိမ်းချမ်းဘူးဆိုရင်စစ်ပွဲရှိတယ်ဆိုရင်အဲ့လိုဆိုရင်ဘာတွေလုပ်တယ်လဲဆိုတော့စစ်ပွဲပြန်မရှိတော့အောင်ကြိုးစားရမယ်ပေါ့ဒါပေမဲ့ဒီလာ၅ပါးနဲ့အညီကြိုးစားအမှန်တန်အရေးကြီးတယ်နော်ပြီးတော့နံပါတ်5ဆိုပြီးတော့ယဟန်တွေကြားမှာငြိမ်းချမ်းမှုရှိရမယ်ယဟန်တွေကြားမှာပฏิပက္ခကြီးရှိတယ်ဆိုလို့ရှိရင်တော့အစင်မပြေပါဘူးနော်ယဟန်တွေအချင်းချင်းမငင်းခုန်ကြရပါဘူးအချင်းချင်းအပြည့်တွေမတင်ရပါဘူးယဟန်တွေကအချင်းချင်းချီးကင်းရမယ်ပေါ့ဆိုဒီ၅ချက်ရှိတဲ့ဆိုလို့ရှိရင်တရားအထုတ်ဖို့ကျင့်ကြံအထုတ်ဖို့အကောင်းဆုံးအခွင့်အရေးရသွားပြီ။ဘာတွေလဲဆိုတော့ပထမအားဖြင့်အသက်ကငယ်ရမယ်ဒုတိယအားဖြင့်ကျန်းမာရမယ်စားစရာပြည့်စုံရမယ်လူတွေကြားမှာစစ်ပွဲမရှိရပါဘူးယဟန်တွေကြားမှာပฏิပက္ခကြီးမရှိရပါဘူးဆိုဒီ၅ချက်ပြည့်စုံတဲ့ဆိုရင်တရားအထုတ်ဖို့ကျင့်ကြံဖို့အကောင်းဆုံးပဲဒီ၅ချက်မရှိဘူးဆိုလို့ရှိရင်ရှေ့အောင်အတတ်နိုင်ဆုံးကြိုးစားအထုတ်ရမယ်ဒါဆိုဒီ၅ချက်ကိုရသွားပြီဆိုလို့ရှိရင်တရားအထုတ်တာတရားအထုတ်လို့အမတန်ကောင်းပါတယ်လူဘဝကနည်းနည်းလေးပိုရှုပ်ပါတယ်ယဟန်ဆိုရင်တော့တခါတည်းမနေ့ပိုင်းမှာစားပြီးတော့ညာထီတရားအထုတ်လို့ရတယ်ပေါ့နောက်နေ့မှာလည်းနောက်ထပ်အထုတ်လို့ရတယ်ပေါ့ဘာမှစိုးရင်စရာမရှိပါဘူးအဲ့လိုဆိုရင်ဒီလိုတီလာရှင်ယဟန်ဝတ်နိုင်မယ်ဆိုရင်တော့အမတန်ကောင်းတယ်ကျွန်တော်ထင်တယ်မြတ်စွာဘုရားကအဲ့လိုတီလာရှင်ယဟန်ဝတ်ဖို့ဆုံးဖြတ်နိုင်အောင်အဲ့လိုတည်တည်ချာချာပတ်တကုတ်
စူးစမ်းအားထုတ်နိုင်အောင်အဲ့လိုယဟန်ဘဝသီလရှင်ဘဝကိုတကယ်တော့ဘေခုနီဘဝကိုမြတ်စွာဘုရားကအမ်ဒီဆောက်ထားပါတယ်နော်အဲ့တော့ကျွန်တော်တို့ကအဲ့လိုဆိုယဟန်ဒီမဟုတ်ဘူးသီလရှင်တွေမဟုတ်ဘူးအဲ့လိုဆိုရင်ဘယ်လိုလုပ်မလဲပေါ့ဆိုတော့အဲ့ဒီမှာနှစ်ပိုင်းရှိပါတယ်ပထမအပိုင်းကထိုင်တဲ့ကမ္မထံဒါဆိုကျွန်တော်တို့ကမနေ့ပိုင်းဖြစ်စီညနေဖြစ်စီနေ့တိုင်းတရားအထုတ်တင်ပါတယ်မိနစ်30 60နှစ်နာရီ3နာရီကိုဘက်ကအခြေအနေပုံမူတည်ပြီးတရားအထုတ်လို့ကောင်းပါဒါကတော့တစ်ပိုင်းနောက်တစ်ပိုင်းဆိုတော့တတိအဲ့တော့ကျွန်တော်တို့ကတတိဆိုတဲ့ဟာကိုတစ်နေ့လုံးထားရမယ်ထားတဲ့နေ့တတိဆိုတာဘာလဲကျွန်တော်တို့ကယုံမှဖြစ်စေစိတ်မှဖြစ်စေအဖြစ်အပျက်ကိုတတိကခတ်ရမယ်ပေါ့တတိကရမယ်ပေါ့တတိကနေတဲ့အခါမှာကျွန်တော်တို့ကစုံစမ်းရတယ်ဆိုဒီခဏကိုမှသဘောတရားပါလဲဒီစိတ်မှသဘောတရားပါလဲစိတ်မှာအကုသိုလ်တွေတွေ့ရပါသလားကုသိုလ်တွေတွေ့ရပါသလားဆိုပြီးတော့အဲ့ဒီဟာအတွက်တတိကရဒါမှမဟုတ်ခဏကိုမှကျွန်တော်တို့ကတတိကရမယ်ပေါ့ဒီခဏကိုမှအလှပါတဲ့ဟာမြဲတဲ့ဟာရှိပါသလားမလှပါတဲ့ဟာမမြဲတဲ့ဟာရှိပါသလားဆိုပြီးတော့တတိကရမယ်ပေါ့ကိုယ့်ဘက်ကအဆင်ပြေတယ်လို့လုပ်လို့ရတယ်ကျွန်တော်ဘက်ကလက်မခဏတစ်ချက်ကတော့ဒီရုပ်စိတ်တွေကိုတတိကရတဲ့အခါမှာတကယ်တော့ရုပ်ကိုတတိကစရာမလိုဘူးစိတ်ကိုတတိကပြီးဆိုရင်အဆင်ပြေသွားပြီဆိုတာကျွန်တော်ဘက်ကလည်းမခေါင်လက်မခေါင် sorry ပါပဲကျွန်တော်ထင်တယ်ရုပ်ရောစိတ်ရောတတိကရမယ်เนาะတခုရွေးမယ်ဆိုရင်တော့အဆင်မပြေဘူးအဲ့တော့ကျွန်တော်ကတွေ့ရပါတယ်တော်တော်များများလူတွေကတခုပဲရွေးတာเนาะရုပ်ကိုပဲတတိကကြတယ်ဒါမဟုတ်စိတ်ကိုပဲတတိကကြတယ်နော်စိတ်ကိုပဲတတိကတဲ့ပုံကိုယ်တွေကတော်တော်အောင်မြင်ကြပါတယ်တော်တော်ချမ်းသာကြပါတယ်ပညာတွေတော်တော်ရကြပါတယ်ဒါပေမဲ့မဲ့ဖို့မရောက်ရကြဘူးဘာကြောင့်လဲပေါ့ဘာကြောင့်ဒီစိတ်ကိုတစ်နေ့လုံးတစ်ညလုံးတတိကတဲ့ကျွန်တော်မှတော်တော်အသိများပါတယ်ဘာကြောင့်ဒီလိုတတိကတဲ့ပုံကိုယ်တွေကမဲ့ဖို့မရောက်ရသေးဘူးလဲအဲ့တော့ကျွန်တော်ရဲ့ရှင်းပြချက်ကတစ်ချက်ပါပဲရုပ်ကိုမထက်ထားလို့ပေါ့နော်ကျွန်တော်တို့ကရုပ်ကိုရောစိတ်ကိုရောအနိစ္စဒုက္ခအနတ္တအနေနဲ့မှတ်ထားရမယ်တတိထားရမယ်ကျွန်တော်တို့ကစိတ်ကိုပဲလုံးမဆိုရင်မလုံးလောက်ပါဘူးရုပ်ကိုပဲလုံးမဆိုရင်မလုံးလောက်ပါဘူးနော်ဒါကျွန်တော်ကယုံကြည်တာကဒီဆရာဝန်တွေကပေါ့နော်ဆေးဆရာဝန်တွေကဆေးရုံမှာဆရာဝန်တွေကသူတို့ကဒေါက်တာတွေပေါ့နော်အဲ့တော့ဒေါက်တာတွေကဆရာဝန်တွေကသူတို့ကခဏသူတို့ဒီကနာကိုရဲ့သဘောကိုသူတို့ကဆင်ခြင်ရတယ်ပေါ့လေကနာကိုရဲ့ယောဂတွေအခက်များတွေသူတို့ဆင်ခြင်ရတယ်ပေါ့အဲ့တော့ကျွန်တော်ထင်တယ်သူတို့ကဒီရုပ်ကိုပဲဆင်ခြင်တဲ့အတွက်စိတ်ကိုမဆင်ခြင်မိတဲ့အတွက်မဆိုတော့ဆင်ခြင်ရမယ်ဆိုတာမသိဘူးစိတ်ရဲ့ယောဂတွေကိုရုပ်ရဲ့ယောဂတွေနဲ့မပေါင်းထားတဲ့အတွက်သူတို့မှာဗုဒ္ဓဘာသာမှာသဘောကျတဲ့ပညာတွေမတိုးသွားပါဘူးနော်အနတ္တသဘောတရားတွေကိုသူတို့ကအလောက်မြန်အလောက်လွယ်ကူမတွေးကြရပါဘူးရုပ်ကိုရောစိတ်ကိုရောနှစ်ပိုင်းလုံးကြီးလိုက်မယ်ဆိုလို့ရှိရင်မဂန်ရှိပါနဲ့ပို့ပြီးညီတော့ပါမဂန်ရှိပါမှာအဲ့လိုဆိုရင်သူတို့မှာဗာများလို့ဒီလဲဆိုတော့သူတို့မှာအဲ့လိုဆိုရင်တော့တမတိဇန်တွေလို့သေးတယ်နော်ပြီးတော့တမဒိဋ္ဌိတမတံကပ္ပတွေလည်းဆရာဝန်တွေကတူပွားမယ်ဆိုရင်ကောင်းပါတယ်တမဒိဋ္ဌိဆိုပြီးတော့ကံတရားလက်ခံရမယ်ပြီးတော့သစ္စာ၄ပါးကိုဆင်ခြင်ရမယ်နော်ကံတရားလက်ခံနိုင်မယ်ဆိုရင်ဒီသစ္စာ၄ပါးကိုဆင်ခြင်လိုက်မယ်ဆိုလို့ရှိရင်ဒီယုံနဲ့စိတ်ဆင်ခြင်မှုအတွက်တော်တော်အကူအညီဖြစ်ပါတယ်ပြီးတော့တမတန်ကပ္ပဆိုတာမန်ကန်တော်စိတ်ကူးခြင်းအဲ့တော့မန်ကန်တော်စိတ်ကူးခြင်းမှာဆုံးလှုပ်ခြင်းပါရနော်မန်ကန်တော်စိတ်ကူးခြင်း၃မျိုးဆုံးလှုပ်ခြင်းမေတ္တာနဲ့ကရုဏာအဲ့တော့အဲ့ဒီဆုံးလှုပ်ခြင်းဆိုပြီးတော့
ငါမှာလည်းဖြစ်နိုင်တယ်ဆိုပြီးတော့တည်ထားနော်။အော်ရပါတယ်တခြားလူတွေမှာယောဂတွေအမျိုးစုံရှိပါတယ်တခြားလူတွေမှာအမျိုးစုံအခက်အခဲများရှိတယ်ဆိုတာမကသေးဘူး။ငါမှာလည်းအတူတူပါပဲဆိုပြီးတော့တည်ထားရအောင်။ဆိုအဲ့ဒီဟာနှစ်ဖက်လုံးဖြစ်အောင်။တခါတော့ကကျွန်တော်ကယဟန်ဘဝမှာဆရာဝန်တွေကိုတရားဟောခဲ့ပါတယ်အဲ့တော့ဆရာဝန်တွေကိုကျွန်တော်ကမေးတယ်ဆရာဝန်တို့ကအမြဲတမ်းဒီယောဂတွေတွေးနေရတဲ့အတွက်ခန္ဓာကိုယ်မှာအခက်အခဲများတွေးနေရတဲ့အတွက်ဘာကြောင့်ဉာဏ်ပညာတွေဒီဝိပဿနာပညာတွေမတိုးတက်ဘူးလဲလို့မေးတာအဲ့တော့ဆရာဝန်တွေကဖြေတယ်ရှင်ဖေရတဲ့တပည့်တော်တို့ကဒီယောဂတွေကိုတော့ဆင်ခြင်ပါတယ်ဒါပေမဲ့ကျွန်တော်တို့မှမဖြစ်နိုင်ဘူးလို့ယုံကြည်ချက်နဲ့ဆင်ခြင်ရပါတယ်တဲ့ဆိုသူတို့ရဲ့ခန္ဓာကိုယ်မှာဒီယောဂတွေမဖြစ်ပေါ်လာနိုင်ဘူးလို့အဲ့ဒီသဘောထားနဲ့သူတို့တခြားလူတွေရဲ့ယောဂတွေကိုဆင်ခြင်နေတာအဲ့လိုဆိုရင်တော့ဝိပဿနာပညာတွေပဲတိုးပွားမလဲကျွန်တော်တို့ကဝိပဿနာပညာတိုးပွားခြင်းနဲ့ဆိုလို့ရှိရင်နှစ်ဖက်လုံးလို့တယ်ကိုယ်စီမှာလည်းယောယောစေယောအနိစ္စဒုက္ခအနတ္တဖြစ်တယ်သူတစ်ပါးမှာလည်းအနိစ္စဒုက္ခအနတ္တယောယောစေယောဖြစ်ပါတယ်ဆိုပြီးတော့အဲ့ဒီနှစ်ဖက်လုံးအမှန်တန်အရေးကြီးတယ်။ဘာလဲလို့ဆိုရင်တော့ Isata Bahita လို့ခေါ်တယ် Isata ဆိုတာကိုယ်စီမှာ Bahita ဆိုတာသူတစ်ပါးစီဆိုမှသက်ထားယမိခွန်ကျွန်တော်ကဖြည့်ထားပြီလားမဖြည့်ထားတဲ့အပိုင်းရှိသေးလားဟုတ်ကဲ့ဆရာပြည့်စုံပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်ဒီနေ့ join ဝင်ရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ကျမကတော့ဒီဆရာကုနာပြောသလိုတစ်ဖက်ဖက်ကိုရက်ဖို့ဆိုတဲ့အတွက်ကျမလေ့လာနေအသက်19ရဆိုတော့ကမ္ဘာထမ်းနေတဲ့ထိုက်ပြောအားထုတ်ခဲ့ရဖြစ်တဲ့အတွက်အခုဗုဒ္ဓဘာသာဘက်ကိုကျမအိမ်မှာတော့မှဖျားဆင်ပေါ့အဲ့လိုပဲပြောမှာပေါ့နော်အဲ့လိုလေးကျမလုပ်ထားပါတယ်တေချာလေးမနက်ခင်းဆိုဝေးရတာမစကြရတာပဋ္ဌာန်းရတာကျမလုပ်ပါတယ်ဒါပေမဲ့ကျမကအမေကိုရမ်းချစ်တဲ့သမီးဖြစ်တဲ့အတွက်ကျမဒါကိုပွင့်ပွင့်လင်းလင်း speak out လုပ်ဖို့ကျွန်မအတိုင်းမှာခက်နေပါသေးတယ်ဒါတော့ကျွန်မဟိုစူးစမ်းမှာပေါ့နော်နောက်တစ်ဆင့်ပေါ့လောလောဆယ်မှာတော့ကျွန်မမိခင်ရောအရန်ကိုမှကျွန်မအမေကိုအရန်ကိုချစ်တဲ့တာမျိုးဖြစ်တဲ့အတွက်အမေသက်ရှိထင်ရှားရှိနေတဲ့အချိန်မှာသူဝမ်းနေစီမဲ့ပေါ့နော်သူတန်ယုံကြည်ရဲ့သူချစ်တဲ့ယေရှုဖခင်ကိုစန့်ကျင်သွားတယ်ဆိုတဲ့ဟာကိုအဲ့ဒီစိတ်တိုင်းအားလေးအမေတို့မပေးချင်ပေါ့နော်ဆရာအဲ့ဒီအားလေးတခုကကျွန်မမှာနည်းနည်း burden လေး tension လေးပေါ့အဲ့လိုပဲပြောမှာပေါ့အဲ့ဒါလေးရှိနေပါသေးတယ်အဲ့ဒါလေးလွန်မြောက်သွားပြီဆိုတော့ကျွန်မက100%ဤတာဝရဘုဒ္ဓဘာသာဖြစ်မယ်လို့ကျွန်မရှင်းကြည့်ပါတယ်ဆရာဒါလည်းအကြောင်းမဲ့သက်သက်တော့မဟုတ်ပါဆရာကနာတယ်လို့ကျွန်မအများကြီးလေ့လာပြီးပါပြီlogic ကြီးကြကြပေါ့နော်ဒီ logic နဲ့လည်းကျွန်မကိုယ်တိုင်ရှင်းနေတယ်ကျွန်မအုံနောက်နဲ့ကျွန်မစာရေးလိုက်ဖတ်တယ်အများကြီးဒီစမ်းစာနဲ့ရောဒီဘက်မှာကျွန်မတော်တော်ထဲဝင်အားလုံးတော်တော်လေ့လာပါတယ်အဲ့ဒီမှာကိုယ့်ရဲ့ဒီစိတ်ရောရုပ်ရောကလက်ခံနိုင်တဲ့အကြောင်းအရာဟာဒီဘက်မှာအားသာနေတယ်ဆိုတော့ကိုယ်ကိုယ်ကိုထုတ်ခဲ့ပါတယ်အဲ့တော့ကျွန်မအသက်19မှာစပြီးတော့မြေတာကမ္မထမ်းနဲ့စထိုင်ပြီးတော့ပေါ့နော်အန္တရာမကျောင်းတိုင်းမှာကျွန်မနေစဉ်ရအထုတ်ခဲ့တာပါအခုဒီ33အတိုင်းပေါ့အဲ့တော့ကျွန်မpublic ကိုတော့ show off မလုပ်ရသေးဘူးပေါ့နော်ကျွန်တော်တို့အတိုင်းဝင်ဒါပေမဲ့ကျွန်မဒီလိုတော့ဒါတော့ဒီနေ့ဝင် join လာတယ်ကျွန်မတကယ်ချင်းတယောက်ကျွန်မအကြောင်းကြီးရဲ့တကယ်ချင်းတွေပေါ့အတွင်းပြီးစင်ပြီးတွေကတရားနဲ့ပတ်သက်ပြီးတော့ဒီ link လေးရှိရဆိုတာလေးကိုပြောတော့ကျွန်မအားရဝန်တာဝင် join လာပါဆရာကျေးဇူးလည်းအများကြီးတင်ပါတယ်ဆရာရှင်တာရီပိုထရာပုံစံနဲ့လုံးနိုင်မယ်ဆိုရင်အကောင်းဆုံးပေါ့ရှင်တာရီပိုထရာကပရိနိဗ္ဗာန်စံတော်မဲ့အခါမှာသူကနေလဲမကောင်းပါဘူးသူ့ရဲ့အမေစီကြွားတော်မူတယ်ပေါ့အမေစီကြွားပြီးတော့သူ့ရဲ့အမေကဘုရားသခင်ဖန်တီးခြင်းကိုသူကရှိခိုးတယ်ပေါ့အဲ့တော့ရှင်သာရိပုတ္တရာကနေမကောင်းတဲ့အခါမှာသူစီနတ်သားတွေဗျမမင်းကြီးတောင်လာပြီးတော့သူကိုရှိခိုးပြီးတော့ကပ္ပိယတွေလုပ်ပေးတယ်ပေါ့အဲ့တော့သူရဲ့အမေကအမြဲတမ်းလာမေးတယ်။အော်မနေ့ကရန်အလန့်ကြီးနဲ့တွေ့ရပါတယ်။ဘာတွေဖြစ်ခဲ့ပါသလဲ။ညမှာအလန့်အကြီးပါပဲ။ဘယ်ဟာလဲဆိုပြီးတော့အရှင်သာရိပုတ္တရာကမင်းတယ်။အော်ဒါကဦးဇင်းရဲ့ကပ္ပိယပါပဲ။ရမမင်းကြီးကကပ္ပိယပါပဲဆိုအဲ့ဒီမှာရှင်သာရိပုတ္တရာရဲ့အမေကအော်နေတယ်ပေါ့။အော်ဒီဗျမမင်းကြီးကိုကျမကရှိခိုးပါတယ်အမှန်တန်ရှိခိုးပါတယ်အဲ့တော့သူကငါသားရဲ့
ကပ်ပြရပဲလားဟိုအဲ့လိုဆိုရင်ငါသားကိုရှိခိုးရင်အဆင်ပြေသွားပြီပေါ့အဲ့လိုဆိုရင်သူကအရှင်သာရပုတ္တရာမှာတရားဓမ္မတွေနားထောင်ပြီးတော့သူကတခါတည်းတောတာပန်မဖို့ရောက်ရပါတယ်ဆိုတော့အဲ့လိုလုံးနိုင်မယ်ဆိုရင်အကောင်းဆုံးပါပဲ ကျေးဇူးတင်ပါတယ်ဆရာ ဟောပါပြီကျွန်တော်တို့မှာနောက်ထပ်6 minute ရှိသေးတယ်မေးစရာများရှိတဲ့ဆိုရင်ပြောစရာများရှင်းပြောကြပါ ဆရာဟိုဟာလေး